မင်္ဂလာပါခင်ဗျာခိတိကာ channel ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်မြတ်စွာဘုရားကိုကတ်လူမဲ့ဆွမ်းကတော့ရောင်စင်နဲ့ရတာတို့ပြည့်စုံလာတဲ့ကုံကုမဲ့ဆွမ်းပဲဖြစ်ပါတယ်ကုံကုမဲ့ဆွမ်းနဲ့အတူတွဲဖက်ကတ်လူမှာကတော့မုံလာဥနေနဲ့ပဲမှုတို့ရောဆက်ထားတဲ့ယာကုဖြစ်ပါတယ်ထိုယာကုနဲ့အတူတွဲဖက်စားသုံးနိုင်ရင်စွန်ပလွန်တင်းနဲ့ခရမ်းကျင်ဒီတို့ပေါင်းဆက်ထားတဲ့ချက်တနီဖြစ်ပါတယ်ထို့ကြောင့်ထိုချက်နီးများကိုကြည့်ရှုရင်ကုသိုလ်စိတ်များပွားများနိုင်စေရန်ဆက်လက်ကြည့်ရှုကြပါဦးစို့ရေုပ်ဒီအစိမ်းတောင်ကိုတောက်ဆင်းပြီးထည့်ပါမယ်ဘဲမုတ်ထည့်ပြီးရဲ့နောက်မှာခါကျဲဦးကိုဂျင်းနဲ့ချစ်ပြီးထည့်ပါမယ်လော်ထားတဲ့ဇီယာနဲ့စမုံစပါးတို့ကိုထောင်းပြီးထည့်ပါမယ်ရေကိုဖြည်းဖြည်းချင်းလောင်းထည့်ရင်လည်းမှွေပေးရပါမယ်စားထည့်ပါမယ်ပထမဦးစွာလေးညင်းပွင့်တကြဘိုးခေါင်းနဲ့ကရဝေးရွက်တို့ကိုလော်ပါမယ်လော်ပြီးရဲ့နောက်မှာဂီထောဘက်ကိုထည့်ပါမယ်ထို့နောက်ရေဆေးထားတဲ့ဘာစမာတီဆန်တို့ဟာထည့်ပါမယ်ရေကိုချက်ချင်းမထည့်သေးပဲအနည်းငယ်မှွေပေးရပါမယ်ထို့နောက်ရေထည့်ပါမယ်ခင်ဗျာတီယိုဆေးထည့်ပါမယ်ခင်ဗျာစားထည့်ပါမယ်ကုံကုမှန်ထည့်ပါမယ်ခရမ်းကျင်ဒီကိုထိတ်ကအမဲလေးကိုဓာလေးနဲ့ဝိုက်ပြီးဖယ်ပါမယ်အခွန်ခွာလို့လွယ်အောင်လေးစိတ်ပါမယ်ခရမ်းကျင်ဒီပြုတ်ဖို့အတွက်ရေနွေးပွက်လာပြီဆိုရင်ဓာအနှဲငယ်ထည့်ပြီးခရမ်းကျင်ဒီပြုတ်ပါမယ်ပြုတ်တဲ့ချိန်မှာခရမ်းကျင်ဒီကိုနူးဤသွားအောင်ပြုတ်တာမဟုတ်ပဲအခွန်ခွာအစေးထုတ်လို့ရအောင်ပြုတ်တာဖြစ်ပါတယ်ထို့နောက်ခရမ်းကျင်ဒီကိုဆယ်ပြီးရေခဲတဲ့စိမ်ပါမယ်စိမ်ထားတဲ့ခရမ်းကျင်ဒီတွေကိုအခွန်ခွာပါမယ်အစေးထုတ်ပါမယ်ထို့နောက်ဓာတ်နဲ့အတုံးလေးတတိလေးလီးပါမယ်ရေစိမ်ထားတဲ့စွန်ပလွန်တီးကိုအစေးဖယ်ပါမယ်ရေနွေးပြည့်စိမ်ထားတဲ့မကြီးသီးမဲ့ရေကိုထည့်ပါမယ်။ဆေးဖယ်ထားသောစွန်ပလွန်သီးနဲ့အတူငရုတ်သီးအနီ3တော့မကြီးသီးမဲ့ရေတို့ကိုထည့်ပြီးကြိတ်ပါမယ်။ကြိတ်ထားသည်များကိုခရမ်းကျင်သီးအတုံးတသေးလိထားသည်များနဲ့
ရောပြီးမွေပါမယ်ခင်ဗျာလော်ထားတဲ့ဇီယာနဲ့စမုံစပါးတို့ကိုထောင်းပြီးထည့်ပါမယ်နန်းနန်းပင်တောက်တောက်ဆင်ပြီးထည့်ပါမယ်စားထည့်ပါမယ်ပဲမုံနဲ့ခါကျဲကိုချစ်ထားသည်များမိနစ်20ခန့်နှက်ထားပြီးရဲ့နောက်အိုးမကတ်တဲ့ပန်လေးနဲ့ကြော်ပါမယ်မကြော်ခင်မှာပန်ကိုထောပတ်နှင်းနဲ့တုပ်ပါတစ်ဖက်ချက်ပြီးဆိုရင်တစ်ဖက်ကိုလှန်ပေးရပါမယ်ရာကူးချက်လီချစ်တဲ့နေနဲ့အတူကက်လူနိုင်ရန်ပြင်ဆင်ပါမယ်ခင်ဗျာအချိုဘွဲအဖြစ်တစ်တီးနဲ့မြမယူဟာစားစရာများအားတွဲဖက်ပြီးကက်လူမှာဖြစ်ပါတယ်စရုကရန်တိဟိနေခန္တောမေရုရာဟာသာဂိရုဒ္ဓမောသောပတိဝါဟာတကဘာယာဩဘာတယံတမန္တတောတထာဝါသောဗနောဗုဒ္ဓောသဗ္ဗနာရုစီရာဘဝံအနန္တာသုတိမာဗန္တိခန္ဓာမေသာတုတိတကေကိရုဒ္ဓမောကဘာဘောတွင်ထေရှားရှိသမျှတောင်တကထုံမူတောင်ဦးတောင်မြတ်ကြီးဖြစ်ထသောစရုကာရံတိနေကန္တောမေရုရာသာရွှေငွေမြဖန်လေးရန်ရောင်ကြီးထွက်လီကိုမြူနေတူပြိုင်မတိုင်းဝေချက်နေလာစနေနခတ်တဗ္ဗေတတ္တာအာဟာရထိတိကာတဗ္ဗေတတ္တာအာဟာရထိတိကာတဗ္ဗေတတ္တာအာဟာရထိတိကာ